ဒီ highlighter လေးကကြတော့ဒီမှာပေါ့နော်နှစ်မျိုးသားဖောက်ထားတဲ့ဥစ္စာလေးပါချစ်စရာလေးတစ်သေးလေးရောဒီပေါ့နော်လောဆယ်အပြာရောင်လေးကိုလိမ့်ပြပါမယ်သူကလေပျော့ပျော့ပြီးလေးနဲ့လေဂိမ်းလို့တော်တော်ကောင်းတယ်ဒီကောင်ကြတော့လေနိုင်အောက်တွေပါရထွက်မယ်ဆိုလို့ရှိရင်ဒါလေးကိုလိမ့်တင်တယ်ပေါ့နော်ပြောင်ပြောင်လတ်လတ်လေးနဲ့လေအပြောင်လေးတန်းပြီးတော့ပေါ့နော်ထင်းထင်းရှားရှားယူမြင်ရတယ်ဒီကောင်ကြတော့တခြားဆန်းကြည့်လိုက်ပါမယ်တော့အသားဖြူတဲ့သူရောအသားဖြူတဲ့သူရောအသားလက်တဲ့သူရောသုံးမယ်ဆိုတော့အစင်တော့ပြည်တယ်ဒါပေမဲ့တိုက်တော့မပေါ်ဘူးတော့နည်းနည်းလေးပို့ပြီးတော့သုံးရမယ်ပေါ့နော်ဒီဥစ္စာကြတော့ပို့ပြီးတော့ပေါ်လွင်တယ်နောက်ခုတော့အဆင်ပြေပါတယ်ဒီဥစ္စာကြတော့ပို့ပြီးတော့ထင်းတယ်ပေါ့နော်အသားဖြူတဲ့သူတွေသုံးမယ်ဆိုလို့ရှိရင်ပို့ပြီးတော့ကောင်းပါတယ်ဒီဥစ္စာကြတော့အသားဖြူတဲ့သူတွေရောအသားညူတဲ့သူတွေရောအသားလက်တဲ့သူတွေရောသုံးမယ်ဆိုလို့ရှိရင်ကောင်းပါတယ်